device FET အဝင် drain 24ရတယ် device sober က0ကိုရတယ်ဘာလို့24ဝင်ခွင့်မရတာလဲကဲတော့ BQ24725A ကိုပြဿနာရှာကြရအောင် VCC pin 20ကျွန်တော်ကတော့ထောက်တိုင်းလို့ကောင်းတဲ့ capacitor node ပေါ်မှာပဲတိုင်းနေဗျာ19.8ဖို့ IGN pin 16 LDO စစ်ဖို့မှန်တယ် ACD tab pin 6က 2.5 ဖို့မှန်လားမှားလားသူကဒီလောက်နဲ့ဒီလောက်ဆိုရင်အဆင်ပြေတယ်လို့ပြောကြတာအဆင်ပြေတယ်ဆိုရင်မဲ့ ACD tab ကိုဒီလောက်တွေ့နေကြဗျကျွန်တော်ကတော့ဒါကြီးကိုမကြံဘူးဗျာ official ချိုးထားတဲ့ divider ကိုစစ်ကြည့်တော့ R1 422K R2 66.5K calculator နဲ့စစ်ကြည့်တော့ 2.7 volt ရဖို့ရမယ်ပေါ့နော်ဒါပေမဲ့အခုတော့ 2.5 volt ရနေတယ်ဆိုတော့ဒါနဲ့မာနေလို့ပစ္စည်းတွေလဲတဲ့အခါမှာလေကျွန်တော်ကပစ္စည်းဟောင်းတွေကိုဟိုထိုးဒီထိုးကတ်ဒီကတ်လေးလောက်ဘာပဲဖြစ်ဖြစ်အာတမ်ဖို့စိတ်ကြိုက်ပြင်ကြည့်ရအောင် R1 ကို 390K လောက်ထားမယ် R2 ကို 68K လောက်ထားရင် calculator ထဲမှာဒီလောက်ရမယ်အပြင်မှာတော့ဒီလောက်ရတယ်ပေါ့နော်ကဲလဲပြီးပြီဆိုတော့ adapter ကိုထိုးပြီးစမ်းကြည့်အောင်အဝင်20ကိုဆိုမှလည်း20ကိုဟုတ်သွားပြီ gate မှာ 24.9 25 volt ပေါ့ဒါကတော့ Sun25 ရဲ့ ACD တဲ့ကြောင့်20 volt ဝင်ခွင့်မရတဲ့ပြဿနာတွေပါအခုရခဲ့မယ်ဆိုရင် line ရှင်းလေးလုပ်ပြီးပါဦးခင်ဗျ